အဖိုးကမြေပြင်ပေါ်ကနေတစ်သားတို့တစ်ချောင်းကိုအေးလူလူပဲကောက်ကင်လိုက်တယ်ပြီးတော့အဲ့ဒီတော့မှငါးမြချစ်တစ်ချောင်းကိုချီပြီးရေကန်ထဲကိုတိုက်ရိုက်ပစ်ချလိုက်တာပေါ့အဲ့ဒီအချိန်မှာတင်ဟိုဘက်ကသူထေးသားရဲ့ဖမ်းမိထားတဲ့ငါကတော့ပေါင်တရားတောင်လေးတဲ့ငါးကြီးတစ်ကောင်ဖြစ်နေလို့အားလုံးကသူထေးသားပဲနိုင်သွားပြီလို့ယုံကြည်နေကြတာဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲကောင်းကင်တစ်ခုလုံးမောင်းမိုက်ပြီးတင်မီတွေအုံဆိုင်လာကရေကန်ကြီးတစ်ခုလုံးပြင်းထန်စွာလိုင်းထန်ကမောက်ကမဖြစ်လာတော့တဲ့အဖိုးကငါးပင်ရောက်လာပြီဆိုတာကိုချက်ချင်းရိပ်မိသွားပြီးသူ့ရဲ့တုတ်တံကိုအမြန်ဆွဲတင်လိုက်ရောဒါပေမဲ့အားလုံးအံ့တက်သွားတာကသူဆွဲတင်လိုက်တာဟာငါးတစ်ကောင်လုံးမဟုတ်ပဲငါးကြီးကွန်တစ်ခုလေးဖြစ်နေတာပဲသူထေးသားကစီးမြင့်ရသူပဲအပြတ်တက်အနိုင်ရရှိသူဖြစ်ကြောင်းပြောပြီးအဖိုးရဲ့တစ်သားတုတ်တံကိုအလဲကနေနှစ်ပိုင်းပိုင်းပြီးအိုးပစ်လိုက်တော့တယ်ဒါပေမဲ့အဖိုးကသူဟာစောစောစီးစီးငါးဖမ်းပိုက်ကိုမဆွဲတင်ချင်သေးလို့သာဖြစ်ကြောင်းအေးအေးဆေးဆေးပြန်ပြောလိုက်တယ်ပြောပြီးတာနဲ့သူကအဲ့ဒီကျိုးနေတဲ့တုံးနှစ်ပိုင်းကိုပြန်ကောက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ရဲ့ကအတွင်းအားတွေကိုတုံးကတုံးနှစ်ပိုင်းကိုတသားလေးပြန်ဆက်လိုက်ပါရောပြီးတော့ကန်ထဲကိုတစ်ခါထပ်ပြီးပစ်ချလိုက်တဲ့အချိန်မှာတော့ရေကန်အောက်ခြေကနေရွှေရောင်လင်းနှန်းကြီးတစ်ခုစုခနဲ့ထွက်ပေါ်လာခဲ့တော့တယ်အမှန်တော့အဲ့ဒီအဖိုးဟာတစ်ချိန်ကတလောကလုံးမှာနမိတ်ကြီးခဲ့တဲ့ငါးဖမ်းလောက်ခဲ့တဲ့ဘရင်အစ်စ်အမှန်ကြီးဖြစ်နေလို့လေသူနေရာနဲ့မှာငါးဖမ်းပြိုင်ပွဲတွေတောက်လျှောက်နိုင်နေတဲ့အချိန်တုန်းကသူ့ရဲ့တာဖြစ်သူမိသားစုနဲ့ဇနီးတီတို့ဟာသူ့ရဲ့ပြိုင်ပွဲတစ်ခုစီကိုလာတဲ့လမ်းမှာကားစီတဲ့အကြီးကျယ်ဖြစ်ခဲ့ကြတာကားပေါ်ပါတဲ့လူ၃ယောက်လုံးပွဲချင်းပြီးဆုံးပါသွားခဲ့ပြီးသူ့ရဲ့မြင်းမလေးတယောက်ပဲအသက်ရှင်ကျန်ရစ်ခဲ့ရှာတဲ့အဖိုးကသူကိုယ်တိုင်ပဲသူ့မိသားစုစီကိုအန်ရယ်ဆိုးတွေတည်ဆောင်လာခဲ့တာလို့ယုံကြည်သွားပြီးအဲ့ဒီနေရာတင်ပဲသူ့ရဲ့လက်မကိုသူကိုယ်တိုင်ဖျက်ဆီးပစ်လိုက်ခဲ့တဲ့အဲ့ဒီနေ့ကစားပြီးသူငါးမြတံကိုဘယ်တော့မှမကိုင်တော့ပဲချိန်စာတင်တယ်လို့နေထိုင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့သူများတွေငါးမြတာကိုထိုင်ကြည့်နေတော့သူ့ရဲ့မြင်းမလေးစီကနေဖုံးဝင်လာရောမြင်းမလေးကသူမရဲ့ရေးစားဖြစ်သူဟာငါးဖမ်းပြိုင်ပွဲတစ်ခုမှာပြိုင်နေရပြီးအကေလေးရှုံးသွားခဲ့ရင်သူမကိုတခြားလူစီကိုအပိုင်ပေးအပ်ရလိမ့်မယ်လို့ငိုယိုပြီးပြောပြရှာတယ်ဒါကိုကြားချင်းပဲအဖိုးကပြိုင်ပွဲရှိရာစီကိုချက်ချင်းအပြေးလွှာရောက်လာခဲ့တော့တာပေါ့ပြိုင်ပွဲရဲ့စီးမင်းကတော့နှစ်ဖက်စလုံးက3နာရီအတွင်းမှာငါး3ကောင်ဖမ်းရမှာဖြစ်ပြီးစုစုပေါင်းအလေးချိန်အများဆုံးရတဲ့သူကအနိုင်ရရှိမှာဖြစ်ပါတယ်တိမကြခင်မှာပဲမြင်းမလေးရဲ့ရေးစားကပထမဆုံးငါးကိုဖမ်းမိခဲ့ရမယ်ဟိုသူထေးသားကတော့တကောင်မှမရသေးဘူးမြင်းမလေးရေးစားဒုတိယမြောက်ငါးကိုထပ်ဖမ်းမိတဲ့အချိန်ထိလဲသူထေးသားမှာဘာမှမရသေးပြန်ဘူးအဲ့ဒီအချိန်မှာပြိုင်ပွဲပြီးဖို့10မိနစ်တောင်မပြည့်တော့တဲ့အချိန်နေပေါ့တတိယမြောက်ငါးကိုထည့်ရလိုက်တဲ့အချိန်မှာတော့မြင်းမလေးရေးစားရဲ့ငါးစုစုပေါင်းကပေါင်း30လောက်ရှိသွားပြီအခုဆိုရင်အချိန်က6မိနစ်ပဲကျန်ပါတော့တယ်ရေးစားဖြစ်သူကသူထေးသားကိုရှုံးပေးဖို့လမ်းပြောလိုက်တာပေါ့ဒါပေမဲ့နောက်တစ်စက္ကန့်မှတင်ပဲသူထေးသားရဲ့ငါးမြတန်ကငါးမြချင်းတစ်ခုစလုံးမှာငါးနှစ်ကောင်တစ်ပြိုင်နက်တည်းတစ်ခါတည်းမိလာပါရောအဲ့ဒီငါးနှစ်ကောင်ပေါင်းရဲ့အလေးချိန်ကပေါင်50အထိရှိသွားခဲ့တယ်သူထေးသားကနိုင်ပြီးအမှတ်နဲ့မြင်းမလေးကိုအတင်းခေါ်သွားဖို့ပြင်တော့တာပေါ့အဲ့ဒီအချိန်မှာအဖိုးကမတက်ရက်ပြီးသူ့ကိုဆင်ခေါ်လိုက်တော့တယ်သူထေးသားကသူ့ရဲ့ငါးမြတန်ကိုရေထဲကိုဝင်းဝင်ကြွားကြွားနဲ့ပစ်ချလိုက်ချိန်မှာအဖိုးကတော့ပက်ပက်လေကိုတစ်ချက်ဝစ်ကြည့်ပြီးမြေပြင်ပေါ်ကတစ်သားတို့တစ်ချောင်းကိုပဲကောက်ကင်လိုက်တယ်ဘေးကလူတွေအားလုံးကသူ့ကိုဝိုင်းပြီးလောင်ရကြတာပေါ့သူထေးသားကသူ့ရဲ့စွမ်းရည်စစ်ကိုထုတ်ပြပြီးပေါင်တရားလေးတဲ့ငါးကြီးကိုချက်ချင်းဖမ်းပြလိုက်တဲ့အဖိုးကတော့ဒါကိုလုံးဝဂရုမစိုက်ပါဘူးနောက်တစ်စက္ကန့်မှာပဲသူကအရာမှာငါးကြီးခွန်ကြီးတစ်ခုကိုဆွဲတင်လိုက်ပြီးဒါဟာငါးဘရင်စီကရတဲ့လက်ဆောင်ပဲလို့ပြောလိုက်ပေမဲ့သူထေးသားကတော့လုံးဝမယုံခဲ့ဘူးအဲ့ဒီအချိန်မှာတင်ပဲတလောကလုံးတုံဟဲသွားမဲ့ငါးဘရင်ကြီးရဲ့ဟင်းဟောက်တန်ကရေကန်တစ်ခုလုံးမှာဟင်းခနဲ့ပဲတင်ထပ်ပြီးထွက်ပေါ်လာပါတော့တယ်